မြန်မာနိုင်ငံမှာရေနံဆိုလာနဲ့အလဲပိုင်းဒေသကိုပြင်းမြင်ကြတာများတယ်လေဒါပေမဲ့အလဲပိုင်းဒေသနဲ့လွန်ပြီးတော့အဆွတ်အဖျားတောင်တန်းဒေသတွေဖြစ်တဲ့ရှမ်းချင်းနဲ့ကချင်ပြည်နယ်တွေမှာကိုရေနံရှိနေသလားဆိုတော့မေးခွန်းကထွက်လာပါတယ်ရေမြစ်တွေကိုပြန်ဖတ်ကြည့်ရောဒီမေးခွန်းရဲ့အဖြေကအတော်လေးကိုစိတ်လှရှားစရာကောင်းနေလာတွေ့ရတယ် ပထမဆုံးကချင်ပြည်နယ်ကဟူကောင်ချိုင်ဝမ်ဒေသကိုလေ့လာကြည့်အောင်ခင်ဗျာဒီဒေသဟာမြန်မာနိုင်ငံအလဲပိုင်းဒေသရဲ့ဘူမိဗေဒတက်တန်းနဲ့အတော်လေးစိန်တူတဲ့အနီးကျကြောက်လွာတွေရှိနေပါတယ်တမိုင်းမတန်းတွေအရရောဒေသခံတွေပြောပြချက်တွေအရရောတဘာဝအလျောက်မြေကြီးတဲ့ကနေရေနံစိမ့်ထွက်မှုတွေရှိတယ်ဆိုတာအထောက်အထားခိုင်ခိုင်လုံလုံတွေ့ရပါတယ် ဟုတ်ကဲ့ဘာလို့အခုထိအကြီးကျယ်မတူးဖော်နိုင်သေးတာလဲရှင် အဓိကလမ်းမဆက်သွယ်ရေးအလွန်ခက်ခဲတာရဲ့တောတောင်ထူးထက်လွန်ပြီးစိုက်ရန်တရားကြီးတွေတည်ယူဖို့မလွယ်ကူတာကြောင့်စီးပွားဖြစ်တူးဖော်နိုင်တဲ့အဆင့်အထိမရောက်သေးတာပါ